ဝိဘုဒနာဒါနာဝေရမိသိက္ခာပရံသမာရိယာမိဩဇာတိနာမအဝေခယံဝါဟောတုဣဒာမိတိလံဣဒာမိဒါနံနိဗ္ဗာနတပစ္စယောဟောတုဣတရဏိနသာထေငသမဏကတံဥပဒရသီလဓမ္မံသာရကံကတဝအပမတိနသမ္မာတိထာအလောင်းတော်ဘုရားအတွက်စိတ်မှုတော်နဲ့မနာတာစိတ်မှုတော်ကတော့ဥဒိဋ္ဌံဒေါသံမဲ့ဥဒ္ဓမမဲ့ဆွေတွေကသူငန်းကမနာကတော့လူရှင်မရှိသေးတဲ့အတွက်ကြောင့်ဘုန်းကြီးအဖြစ်ထွက်ယူကြတယ်ဥဒ္ဓရှင်အာဂိရှင်ပေါ်လာပြီးတော့နတ်သက်မိကဥထိတ်ထား၍လိုင်ပါရတော်ပင်ဆန်းသာနိုင်နေထုံးသာမောင်ပြည့်ကျိုးအာရည်စု၍ဥကျော်မြတ်မိသားစုသိနေစေဒါလုံးဝတဲ့နေ့ကဘာဖြစ်လို့လဲသိနေစေရုပ်ပြီးတာမနာလူရှင်ပေါ်နော်ဝန္တာတရားဒီနှုံးကတော့သူဘူးလေဘုန်းကြီးအလူခံတော့ကတော့ဒီလောက်မကြည့်ဘူးဆိုရင်စိန်ဘူးကို95သိန်းကြမယ်ဆိုတော့ဘယ်လိုလုပ်လိုက်တာ95သိန်းတော့ဆန်းတော့သူ့ရဲ့လက်ရှိတွေကဆိုပြီးတော့ချော့ပြောပါတယ်ဘုန်းကြီးကအဲ့ဒါတော့စကိုင်းမှာကြာပါအဲ့ဒီစိန်ဘူးတော်ကြီးကသိန်း100ကြာအဲ့ဒါဘုန်းကြီးကသိန်း100ကြာတော့ဟိုစိန်က9ပါဘုန်းကြီးစိန်အဲ့ဒါအရင်ကတော့မလုပ်နိုင်ဒီလိုက်တာဘုန်းကြီးတို့အားတာပရိနာလို့ပါတော့နမနာပြမရဘူးတဲ့ဒါပရိနဲ့ဆိုင်တဲ့ဒီလိုက်တာအဲ့ဒါလုံးတဲ့နေရာဆိုတော့စကိုင်းတာစကိုင်းပေါ်အားရဒါကြောင့်ခဏညမနာအမှုစင်ကတော့ပေါ်တော့နော်ဒီကုနဲ့ညမနာဒီလိုကြီးကတော့ခေါင်းလောင်းတော့လိုသေးတာပေါ့ဒီလိုကြီးပြောမှာဆွဲရတာကြီးတွေကတရားညာမိကတူလို့ခေါင်းလောင်းလေးကတိုက်တဲ့ညောင်ရွက်လေးပဲသိဆိုတဲ့အရာမှာဆွဲရတာလေဒါကအပန်ကောင်းတော့ရုပ်ဖို့ပေါ့နော်အဲ့ဒါလေးခေါင်းလောင်းတော့ရှင်းလို့လေမေဃာရဏပရိသဝတာသရံဓမ္မံကရိယပန္တိတောဟုတ်ပါဘုရားပြုံးတယ်မဲ့တပြာငွေကအရှင်မောင်းတွေနဲ့နဲ့လာရက်တွေလည်းသုံးဆုံးခဲ့ရနေပြီဝါယောဗျာဘုဒ္ဓကတကယ်လာ၍မိုးမေပပအခွင့်ဆုံးအောင်ဟဲ့လို့ပြင်တော့ရှင်တော့ပြင်စင်တော့နိုင်အလုံးမကြစပွဲဖြင့်နေပြီးဩအသက်အရွယ်ကလည်းကြီးရခဲ့ရလေကုန်ပြီဂိနာဝရဏနန္ဒီကအရွယ်ကတိုင်းတဲ့ဖြင့်ဘယ်ကမှမဆိုင်နိုင်တဲ့သေမင်းဤတဲ့ဘိုင်းကိုခုံဆိုင်မြုပ်ဝေခဲ့ရလေပြီပါဠိတော်ယုံနာနတဖြစ်ပြဟံကိုဧကမြင်ပြီးပညာရှိသည်ယုတ်နဲ့နာကိုဖြစ်ပြတာပြီးတခြားတာပညာရှိတာဒါကြောင့်ပါဠိတော်ယုံနာနတဖြစ်ပြဟံကိုဧကမြင်ပြီးပညာရှိသည်မင်္ဂလာနာဖြစ်နေတဲ့မုတ်ချပြုပြရမည်သင်္ခါရဘုရားစုတွေကိုဖြစ်ပြီးရမှာဖြစ်မလဲဖြစ်ပြီးပြရမှာပဲဒါပဲသင်္ခါရအနိစ္စကိုတရားဟောရတာဟုတ်လားဒီဒီတော့သမုဒ္ဒရာဘယ်အရာမဆိုဖြစ်ပြီးပါလို့ရမလဲပြရမှာပဲဖြစ်ပြနေတာနဲ့ဆက်တံကြောင့်တရားမဆက်လို့ဆင်းရဲ့ဤတဲ့သင်္ခါရကဖြစ်လျင်မုတ်ချချုပ်ကြရမည်သင်္ခါရဘုရားစုတွေကိုတရိတဝါဘောဓိတံ္ဍရာကိုအတွဲမာလလုကင်ကွာမဖေစားမြတော့
တကယ်ပဲတွေ့ရအောင်ဒီဟုအမှန်မတည်ကြည်မအောင်တဲ့တွေကိုအလီလီအတန်တန်အောင်မေဒီတကာလဓမ္မမတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းမှန်တဲ့ဓမ္မခံအကျင့်မြတ်ပฏิပတ်ကိုနိဗ္ဗာန်ရောက်ကြောင်းမှန်တဲ့တရားလားပฏิပတ်တရားလားဓမ္မမတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းမှန်တဲ့ပฏิပတ်အကျင့်မြတ်ကိုဇရေဇရေယတတိချက်သာတိမဆရာဝိပဿနာတရားတို့ကိုပွားများအားထုတ်ရအောင်၏ဇရေဇရေယဟောဤသာသနာမှာအမိပါစရာအတိမဒီကိုဖြင့်ဒီနေ့ဆွမ်းတာရကဆွမ်းမစိန်ဘုတော်ငမနာတော်ထီတော်စသည်ဖြင့်ဒီတော်မြတ်ကြီးအတွက်လူသားတဲ့တရားလားအမိပါစရာလေလားဒါမနေ့ကပြောကြလို့သာသနာမှာဘယ်တော့ပြစ္ဆုတ်ကံတံ္ဍရာမြတ်ဖျားအကျိုးကိုပေးသွားတဲ့ဒေါဥဒ္ဒရာမောင်ဘုံနာတို့အကြောင်းလေဟုတ်ရဲ့လားတချိန်ကတက်ကျုံးကကောင်းကျိုးအနန္တပေးစွာနဲ့လေကောင်းမြေကောင်းလေယာမြေကောင်းနဲ့တူတဲ့သာသနာတော်ကြီးဟာဒီနေ့ကိုဘာမျိုးကုသိုလ်မျိုးတွေကိုပါရမီရှင်များမဆိုင်ကြိုးကြဘူးလားဒီနှစ်တဲ့မင်္ဂလာမှာဒီနေ့ဒါနကောင်းမှုကိုကုသိုလ်နဲ့နှစ်တဲ့မင်္ဂလာတဲ့နှစ်ဆန်းတည်းရဲ့နေ့မှာစလိုက်ပြီဟုတ်ရဲ့လားဆွမ်းမှုစေကုသိုလ်စေပါရမီရှင်တွေသာသနာမှာအမိပါလေရကောင်းမှုတွေကိုလေဇရေဇရေယတတိချက်သာသမဆရာဝိပဿနာတရားတို့ကိုပွားများအားထုတ်ရတော်၏ဇရေဇရေယဟောဤသာသနာမှာအမိပါလေရအတိမတ်တွေကိုဖြင့်အဆုံးမထန်ရနေသောဒါနသီလဘာဝနာဆိုတဲ့ဒုဉာဏ်ရင်ဖြင့်တမြောခါကလတ်တော်တာနိဗ္ဗာန်ကိုအရောက်သွားရအောင်ဟောကြည်ကြံပြုကုန်ဝါများအားထုတ်နိုင်ရကုန်ရာသတည်းလူများစက်ကအောင်နော်ဘောဓိတုပိဓာတုအားတော်မြတ်စကားတရားမှာဖြစ်ပါဒေါသနဲ့ဘုရားတော်ခင်မြေဝေမိသားစုသောမြတ်စကားတရားမှာပမာယိမိသားစုဉာဏ်နာကသောမြတ်စကားတရားမှာဖြစ်ပါတယ်ဒေါပမာယိမိသားစုဉာဏ်နာဒေါဟိမိသားစုသောမြတ်စကားတရားမှာဖြစ်ပါတယ်မင်းတို့တို့ ဘောဓိဝိမိသားစုတသောင်းစကားမှာဖြစ်ပါလေကိုကျော်ရတော်မဂ္ဂင်တော်မိသားစုတရပိနာမတသောင်းစကားမှာဖြစ်ပါလေအာတုသာဘောတုတုမိသားစု၄တော်စကားမှာဖြစ်ပါလေဦးစားဝိုင်းတော်မြင့်ရဲ့မိသားစုကျော်လူရွာမှာအားသာပြစကားဒုရမှာဖြစ်ပါတယ်လာတော်မြင့်ဝိနည်းလူတွေလာနင်းစီနာမတသိရစကားဒုရမှာဖြစ်ပါတယ်လာနတ်ကျေဒီသမီးရေသူဝိမိသားစု9000ကျော်စက္ကန့်လူမှာဖြစ်ပါတယ်ကိုတန်းတော်မြတ်ချေစွာဘူးမိသားစု1000ကျော်စက္ကန့်လူမှာဖြစ်ပါတယ်ဒေါ်အေးချိုမိသားစုဒီရဏမ2000ကျော်စက္ကန့်လူမှာဖြစ်ပါတယ်
စု3000ဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓုသာဓု ဟောတမီးလေး3နာရီအောင်မိသားစု1000ဖြစ်ပါတယ် သာဓုသာ ဘယ်လိုမျိုးဒီရေလူတွေတော်နေတာမဝေမြတ် သာဓု မဝေမြတ်တဲ့မိသားစု2000ဆက်ကလူရမှာဖြစ်ပါတယ်2000ဆက်ကလူရမှာဖြစ်ပါတယ် သာ ဘုရားဝေဟာယေလူတွေဒေါ်တည်းမိသားစုကရာယီမိသားစု2500ဆက်ကလူရမှာဖြစ်ပါတယ် သာ ဘုရားဝေဟာနဲ့စတဲ့မိသားစု2500ဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓု ဒေါ်တင်ဒီမိသားစုချယ်ရီလန်းတသက်ဆက်ကလူရမှာ သာဓုသာဓုသာဓု မူလအထိကဇဝေမိသားစုမြတ်ကန္တရာရမ1000ဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓုသာဓု မောင်တော်ပြဆက်ကလူရမှာဖြစ်ပါတယ်မောင်ကျော်ဒီဟာမိသားစု1000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓုသာဓုသာ မဂ္ဂတိကယေလူရဲ့ဒေါ်ကြီးမိသားစု3000ကျဆက်ကလူရမှာဖြစ်ပါတယ်ကိုယ်တော်များယေလူရဲ့ဘေဝေမာတိမိသားစုမြတ်ကန္တရာရမ1000ကျဆက်ကလူရမှာဖြစ်ပါတယ်လူရမှာဖြစ်ပါတယ် သာဓုသာဓု သမီးလေးပြည့်ပြည့်1000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာ ကိုယ်တော်လေးဟာမတည်တည်မိသားစုသူရဲ့ဘက်မှာ3000ကျဆက်ကလူရမှာဖြစ်ပါတယ်ဘုန်းကြီးများ သာဓုသာဓုသာဓု ဘုခင်သားရောင်ကျဆက်ကလူရမှာဖြစ်ပါတယ်အမေတော်ကြီးတို့များရှိမိသားစု3000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓု ကိုယ်အောင် သာဓု 5000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓုသာ ဘောဓဝိမိသားစုဘုရားနဲ့စတိရဲ့ဘက်မှာ5000ကျဆက်ကလူရမှာဖြစ်ပါတယ် ဓုသာဓု ဘုရားထောင်းမဲ့ဒေါ်ဤကံတလူ သာဓု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 သာ ဘုရားရဲ့ဒေါ်ကဘုဇင်လေးရောယူပြီး2000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓုသာ ဒေါခင်မာဝဲဟာယူပြီးဥမောင်စီမိသားစု1000ကျဟောဦးသည်ရဲ့စကား သာဓုသာဓုသာ အော်တော့ဒီသာသနာနဲ့1000ကျဆက်ကလူရမှာဖြစ်ပါတယ်မှန်ပါလား သာဓု ဘုဇင်လေးဟာယူပြီးဒေါဟာမိသားစု1000ကျဆက်ကလူရမှာဖြစ်ပါတယ်ဒီလိုခင်ဗျာဦးငယ်နေတဲ့လူမိသားစု1000ကျဆက်ကလူရမှာဖြစ်ပါတယ် ဒီသူထုံးတဲ့မိသားစုမှာ5000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာ ဘုညမောင်တော်ကြီးရာကြီးပါတယ် သာဓုသာ ဘုဇင်ကယူနေဒေါ်ဤလှမိသားစု1000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာဓု မဂ္ဂင်တုတေအောင်မိသားစု9000ကျဆက်ကလူရမှာဖြစ်ပါတယ်ဒေါ်မြင့်တင်မိသားစုဘုရားနာမှာ9000ကျဆက်ကလူရမှာဖြစ်ပါတယ်ဒေါ်သိန်းမြတ်ချေမိသားစု9000ကျဆက်ကလူရမှာဖြစ်ပါတယ် သာဓုသာ
ဦးမြထွေတော်ခင်မြင့်တို့ဟာယေရှုရဲ့ကိုယ်ဝိညာဉ်တမုံမုံမိသားစု9000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဒေါ်ပေါဆာမိသားစု9000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ မိဘတပါယေရှုရဲ့ဒေါ်တန်းစင်မိသားစုဘယ်တော်ကမှဘယ်မှာဘယ်တော်ကဘုရားတိုင်းမှာ9000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဒေါ်မြတ်စွာဘုရားစု9000ဦးဇော်မင်းတော်ဤတန်တော်ဤသူ၏မဆောနာမိသားစု1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။မနန်းဆုံးလာမဆောနာဒေါ်စိန်ဤသားစု1000ဟောစိတ်ကြီး ဘယ်သူဝိမိသားစုတိုင်းသူကြီးရမှာ1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဒေါ်တေဝိဘုညုတရားယေသူမမြင့်တမ်းမိသားစု1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဦးကျော်တော်ယေသူဒေါ်တေဝိမိသားစု6ခန်းမှာ1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဘုမဘာဘုရားယေသူဒေါ်လရသမိသားစု1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ဦးခင်စုဒေါ်လရယေမိသားစုဒီလမ်းမှာ1000ကျပ်ဆက်ကလူရမှာဖြစ်ပါတယ်။ အားလုံးပါရခြင်းများဟောတို့စက်ကတဲ့ဆိုတာကဟတိကဌာနပေါ့နော်ကိုယ်တိုင်